အားလုံးမင်္ဂလာပါ။ Police တွေမှာတော့ပုံမှန်ကြည့်ပါတယ်။ဒီဗီဒီယိုဖိုင်လေးကတော့ AutoCAD 2D drawing တွေရေးဆွဲဖို့အတွက်အရေးကြီးဆုံးဖြစ်တဲ့ AutoCAD 2D basic command တွေကိုလေးစီရှင်းပြပေးလာတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်။ AutoCAD ဆိုတာကတော့ Auto Computer Aided Design လို့ခေါ်တယ်။ ကွန်ပျူတာရဲ့အကူအညီနဲ့ Construction Drawing တွေအဓိကရေးဆွဲတဲ့ software တစ်မျိုးဖြစ်ပါတယ်။ဆိုတော့ AutoCAD ကို desktop ပေါ်မှာရှိတဲ့ application icon ကို double click နဲ့ open လုပ်လို့ရတော့ right click open တခြား program file အနေနဲ့ကျွန်တော် open လုပ်လို့ရပါတယ်။ဒါကတော့ကျွန်တော်တို့ AutoCAD window ကိုစဖွင့်ပြီးသားအနေထားလေးပါ။ဒီနေရာမှာကျွန်တော်တို့တခြား template drawing တွေကိုဖွင့်လို့ရတော့ start drawing ဆိုတာလေးကိုကျွန်တော်တို့တန်းပြီးတော့ပြင်သုံးလို့ရပါတယ်။ AutoCAD window ကိုစဖွင့်လို့ရဆိုရင်တော့ကျွန်တော်တို့ပထမဆုံးတွေ့ရမှာဒီ application icon လေးပါ။ဒီဘက်မှာတွေ့ရမှာဒီကျွန်တော်တို့ quick set toolbar လို့ခေါ်မယ်။ဒါကိုတော့ကျွန်တော်တို့ drawing title bar လို့ခေါ်တယ်။ drawing title bar မှာ AutoCAD version ကဘယ်လောက် drawing name ကဖြစ်ပါတယ်။ကျွန်တော်တို့ဘယ် file အောက်မှာရှိတယ်ဆိုတာလေးကိုပြပါတယ်။ဒါကတော့အောက်ကကျွန်တော်တို့ icon လေးတွေဖြစ်ပါတယ်။ဒါကိုတော့ကျွန်တော်တို့ draw toolbar လို့ခေါ်မယ်။ modify toolbar လို့ခေါ်မယ်။ annotation toolbar လို့ခေါ်မယ်။ layer bar လို့ draw toolbar မှာကျွန်တော်တို့ line တွေ circle တွေ rectangle တွေဆွဲတယ်။ modify toolbar မှာကျွန်တော်တို့လိုထပ်နေဖြတ်တယ်။ annotation toolbar မှာတော့ကျွန်တော်တို့တပီဆွဲထားတဲ့ line တစ်ကြောင်းကိုသို့မဟုတ် object တစ်ခုကိုတပီဆွဲထားတာဖြစ်တဲ့အကြောင်းကို dimension လေးတက်ပြတယ်။ဒါကတော့ကျွန်တော်တို့အပေါ်မှာရှိတဲ့ toolbar လေးတွေနဲ့ icon လေးတွေအကြောင်းကိုရှင်းပြတာဖြစ်ပါတယ်။အောက်မှာကျွန်တော်တို့တွေ့နေရတဲ့ဒီ၄တောင်ဘက်တွေကိုတော့ကျွန်တော်တို့ grid line လို့ခေါ်ပါတယ်။ဒီ area ကြီးကိုကျွန်တော်တို့ drawing area လို့ခေါ်ပါတယ်။ကျွန်တော်တို့ drawing တွေဆွဲလို့ရတဲ့ area ဖြစ်ပါတယ်။အခုဒီ area ပေါ်မှာလှုပ်နေတဲ့အပေါင်းလက္ခဏာလေးကိုကျွန်တော်တို့ cross hair လို့ခေါ်ပါတယ်။ဒီနေရာလေးကိုတော့ကျွန်တော်တို့ xy ဆိုတာလေးကိုတော့ကျွန်တော် user coordinate system UCS icon လို့ခေါ်ပါတယ်။ဒါကတော့ကျွန်တော်တို့ command line လို့ခေါ်တယ်။ကျွန်တော်တို့အသုံးပြုစီခြင်းနဲ့ command တွေကိုရိုက်ထည့်ပေးပါတယ်။ဒါကတော့ကျွန်တော်တို့ ARM model tab ဖြစ်ပါတယ်။ဒီနေရာလေးကိုတော့ကျွန်တော်တို့ status bar လို့ခေါ်ပါတယ်။ဒီနေရာကိုတော့ကျွန်တော်တို့ status bar ဒီ status bar မှာကျွန်တော်တို့ဆိုပါစို့ကျွန်တော်ဒီ drawing ပေါ်မှာရှိတဲ့ grid line တွေကို on off လုပ်လို့ရတယ်။ကျွန်တော်တို့တခြား function တွေကိုလည်းပဲ on off လုပ်တာတခြား setting တွေဝင်တာလုပ်လို့ရပါတယ်။ဥပမာဆိုပါစို့ကျွန်တော်တို့ဒီ drawing area ပေါ်မှာရှိတဲ့ဒီ grid line တွေကိုမမြင်ကြည့်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ status bar မှာရှိတဲ့ဒီတွေကိုကျွန်တော် off ထားလို့ရပါတယ်။ F7 function key F7 နဲ့ on off လုပ်လို့ရတယ်။ဒီ status bar မှာလည်းကျွန်တော်လာပြီးတော့ on off လုပ်လို့ရတယ်။ဒါကတော့ကျွန်တော်တို့ AutoCAD 2D window ကိုစဖွင့်ပြီးသားအနေထားမှာတွေ့ရမယ်။အခြေခံ window လေးဖြစ်ပါတယ်။ဒီနေရာမှာပြောချင်တာလေးရှိတာက AutoCAD classic window တွေဖွင့်ထားတဲ့ဒီနေနဲ့ဒီသင်ခန်းစာတွေကိုဆက်ပြီးလေ့လာခြင်းနဲ့ဆိုရင်တော့ status bar မှာရှိတဲ့ workspace setting မှာ wrapping and annotation တွေကြောင်းထားပြီးပါAutoCAD 2010မှာဆိုရင်တော့ 2D wrapping and annotation ဆိုတာပြတာပါတယ်။ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုဆက်သွားမယ့်သင်ခန်းစာတွေကိုကျွန်တော်ဒီပေါ်မှာရှိတဲ့ဒီ bar လေးတွေတိုင်းဆက်သွားလို့ရမှာဖြစ်ပါတယ်။အခုရှင်းပြပေးခဲ့တာလေးကတော့ကျွန်တော်တို့ AutoCAD 2D window မှာရှိတဲ့အခြေခံပါနေတဲ့ function လေးတွေကိုအဓိကရှင်းပြပေးခဲ့တာဖြစ်ပါတယ်။ပြန်ပြောပါမယ်ကျွန်တော်တို့ပုံမှာကျွန်တော်တွေ့တာဒီနေရာလေးကိုတော့ quick set toolbar လို့ခေါ်မယ်။ဒါကိုကျွန်တော်တို့AutoCAD title bar လို့ခေါ်မယ်။ဒါတွေကိုကျွန်တော်တို့ ribbon လို့ခေါ်မယ်။ဒါတွေကိုကျွန်တော်တို့ toolbar လို့ခေါ်မယ်။ဒီလက်ရာ area ကြီးကိုကျွန်တော်တို့ drawing area လို့ခေါ်မယ်။ဒီပေါ်မှာလို့ပေါင်းလက္ခဏာလေးကိုကျွန်တော်တို့ cross hair လို့ခေါ်မယ်။ xy ကိုတော့ကျွန်တော်တို့ xy တင်ကြတာလေးကိုတော့ကျွန်တော် user coordinate system လို့ခေါ်မယ်။ဒီနေရာလေးကိုကျွန်တော်တို့ command line လို့ခေါ်မယ်။ဒါကိုလေးအောင် model tab ခေါ်မယ်။ဒီနေရာကိုတော့ကျွန်တော်တို့ status bar လို့ဒါဆိုရင်တော့ကျွန်တော်တို့ AutoCAD 2D window လေးကိုစဖွင့်ပြီးသားအနေထားလေးမှာအားလုံးနားလည်ကြလိမ့်မယ်